1998 ခုနှစ်မှာတောင်တက်ခီးတစ်ခုသွားခဲ့ကြတဲ့ပွာမီသားစုဟာ V8 ကင်မရာတစ်လုံးနဲ့ခီးစဉ်တစ်လျှောက်မှတ်တမ်းတင်ရိုက်ကူးခဲ့ကြပါတယ်။ဒီခီးကပြန်လာပြီးတစ်ပတ်အကြာမှာပွာမီသားစုဝင်တဦးဟာအကောင်းကြီးကနေကောက်ခိုင်ကဆုံးမသွားခဲ့ရတယ်။အတူပါမှာအမတ်တရအနေနဲ့နောက်ဆုံးခီးသွားကြတော့ဗီဒီယိုလေးကိုထုတ်ကြည့်ကြတော့ဗီဒီယိုတွေကထူးခြားချက်ကိုမိသားစုဝင်တွေကမြင်တွေ့သွားကြရတယ်။ခီးစဉ်တစ်လျှောက်လုံးမှာဘယ်သူမှမမြင်မိလိုက်တဲ့အနီရောင်ဝတ်စုံတဲ့ကလေးမလေးတယောက်ဟာသူတို့အုပ်စုရဲ့နောက်ဆုံးမှာကပ်ပါလာနေခဲ့တာကိုဗီဒီယိုထဲမှာထင်ရှားစွာမြင်ခဲ့ရတယ်။မဲနဲ့နေတဲ့မျက်တွင်းဖြူဆုပ်နေတဲ့အသားရည်နဲ့ကြောက်စရာသွင်ပြင်းတဲ့ကလေးလေးတယောက်ဟာဒီလိုတောကြီးမြက်မဲထဲမှာဘလို့တယောက်တည်းရောက်နေတာလေ။သူတို့တမိသားစုလုံးဟာရောဒီကလေးလေးကိုဘာလို့တယောက်မှအပြစ်မမြင်မိကြရလဲ။မိသားစုဝင်တဦးရဲ့တေဆုံးခြင်းဟာရောဘလို့တွေဆက်ဆက်နေတာလဲ။ဗဟေလိများစွာနဲ့ဒီအစစ်မှန်ဗီဒီယိုဖိုင်ကိုထိုင်ဝမ်ရဲ့နာမည်ကြီး TV show တစ်ခုကနေတင်ဆက်လိုက်တဲ့အခါမှာတော့ထိုင်ဝမ်တနိုင်ငံလုံးမှာဒီဗီဒီယိုဖိုင်အကြောင်းကတော်မီလို့ပြန့်နှံ့သွားခဲ့ရတယ်။အဲ့ဒီကနေမှမော်ရှင်းကျစ်တောင်ဆောင်မိတ်ဆာလို့ခေါ်တဲ့အနီရောင်ကလေးမလေးဒန်နာကြီးဟာထိုင်ဝမ်ရဲ့ရေပန်းအစားဆုံးရုံနှန်းပုံမြင်တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ဒီဒန်နာကြီးကိုအခြေခံပြီးပုံဖော်ရိုက်ကူးထားတဲ့ထိုင်ဝမ်ရဲ့အအောင်မြင်ဆုံးတရေစကားလေးတစ်ပုဒ်ကိုဒီတစ်ပတ်အတွက်ဆွေးနွေးရရွေးချယ်ပေးထားပါတယ်။2015ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ folklore horror လို့ခေါ်တဲ့ရုံနှန်းပုံမြင်တရေဇလန်းတွေကိုမှခုံမင်းနေဆိုတဲ့ပရိသတ်ကြီးတို့အတွက်အကြိုက်တွေ့စေမဲ့ဇာတ်ကားလေးတစ်ပုဒ်ပါ။ဒီဇာတ်ကားလေးရဲ့နောက်ခံတရေပုံမြင်ဖြစ်တဲ့မော်ရှင်းကျင်တောင်နဲ့မိတ်ဆာအကြောင်းကိုအကျယ်တဝင့်သိရှိခြင်းနဲ့ဆိုရင်လေဆွေးနွေး bonus အနေနဲ့တင်ပေးထားတဲ့ဗီဒီယိုလေးကိုပါကြည့်ရှုနားဆင်ပေးသွားကြပါဦးနော်။ဇာတ်ကားလေးစမပြောခင်Horror Hub ဆွေးနွေး channel လေးကိုခေါင်းလောင်းလေးဖွင့် subscribe လေးလုပ်ပေးထားဖို့နဲ့ like share comment လေးတွေလည်းပေးဖို့မေ့နေမှာဆိုလို့တစ်ချက်လောက်သတိပေးလိုက်ပါစီရှင်။ကဲဇလန်းကိုဆက်သိကျင်နေကြမှာပဲဆိုတော့ဆွေးနွေးဇကားဘက်ကိုပဲမြန်လေးကူးပြီးပြောလိုက်တော့မယ်နော်။အဖွားရှုဖန်ဈေးဝယ်ချမ်းပြီးအင်ယာဝင်းဘက်ကိုရှောက်လာတော့နိုင်မှာကတ်ထားတဲ့တငယ်ချင်းအားရွှေရဲ့ပုံလေးကြောင့်စိတ်ထိခိုက်သွားခဲ့ရတယ်။ဒီနေ့ဆိုရင်အားရွှေကြောက်သွားခဲ့တာတပတ်တောင်ရှိခဲ့ပါပြီ။အိမ်ယာဝင်းရဲ့အနီးတစ်ဝိုက်မှာအားရွှေရဲ့ပုံကြီးကပ်ပြီးကြော်ညာခဲ့ကြပေမဲ့ဘာသတင်းစကားမှတော့အခုထိမကြားရသေးပါဘူး။အားရွှေနဲ့သူဟာအမြဲစားတူသွားတူတငယ်ချင်းဖြစ်လို့ခုလိုရုတ်တရက်ကြီးပျောက်ဆုံးသွားတော့ဖွားရှုဖန်မြန်ပြန်လာပါတော့အားရွှေရဲ့လို့သာညီးတွားပြီးတော့အိမ်ပြန်လာခဲ့ပါတယ်။အိမ်ရောက်တာနဲ့မိဖြစ်သူရုံးချိတ်အမီစားတော့ဖို့အဖွားရှုဖန်ပြင်ဆင်ချက်ပြုတ်ပေးနေခဲ့တယ်။တိတ်မကြခင်မှာညီလေးချင်းဝေရဲ့နှိုးဆက်မိတန်းကြောင့်အိယာဟာသွားနှိုးပေးခဲ့ပေမဲ့ချင်းဝေကတော့မနှိုးသေးပါဘူးဒီကောင်လေးညနေမှအိယာရှာတာပါဆိုပြီးအဖွားရှုဖန်လဲနည်းနည်းလောက်ပိုအိပ်ပါစေတော့ဆိုပြီးထားလိုက်ပါတယ်အချိန်နည်းနည်းလောက်ကြာမှချင်းဝေကနိုးလာပြီးကမန်းကရန်ပြင်ဆင်ရပါတော့တယ်သူ့ကိုမနှိုးရကောင်းလားလို့ပြစ်တင်နေပေမဲ့အဖွားရှုဖန်ကတော့အိတ်ချိန်လေး4နာရီလောက်နဲ့ကြာရင်ကျမ်းမာရေးထိခိုက်လိမ့်မယ်အလုတ်ပဲဖီးလို့မနေနဲ့အိမ်အောင်ပြုတ်ဖို့လဲတွေးအောင်ဆိုပြီးပြန်ပြောလိုက်ပါတယ်ချင်းဝေကလည်းထုံးစံအတိုင်းပဲမနက်စာကိုကတိုက်ကြီးရိုက်စားနေခဲ့ပြီးအဖွားရှုဖန်ကလည်းတွဲနေတဲ့ကောင်မလေးကိုခုထိအိမ်ခေါ်မလာသေးဘူးလားဆိုပြီးနေ့စဉ်တပြားဟောင်းကြီးပဲဖွင့်နေပြန်ပါတယ်ချင်းဝေကတော့ဒီညတေချာပေါက်ကိုအိမ်ခေါ်လာပြီးညစာစားကြမယ်လို့ကတိပေးလိုက်ရင်ရုံးကိုအပြေးလေးထွက်သွားခဲ့ပါတယ်နေ့လယ်စာထမင်းဘူးကလောလောနဲ့ကြံနေရိတ်ခဲ့လို့အဖွားရှုဖန်အပြေးလိုက်ပေးဖို့ပြင်လိုက်ပါတယ်အိမ်ကနေထွက်မယ်အလုံးမှာအတွင်းလမ်းဘက်ကနေရှုဖန်လို့ခေါ်လိုက်တဲ့အားရွှေရဲ့အတန်ကိုကြားလိုက်ရတယ်ထူးဆန်းလွန်းတဲ့အတန်ကြောင့်အဖွားရှုဖန်တိမ်လုံးအနှံ့ပတ်ပြီးတော့ကြီးလိုက်မိသေးတယ်ဒါပေမဲ့ဘာဆိုဘာမှမတွေ့ခဲ့ရပါဘူးအိမ်ရှိကန်းကိုပြန်ထွက်လာမှာတော့အိမ်တကားကြီးကပွင့်နေခဲ့ပါတယ်တကားကိုပိတ်ဖို့အသွားမှာဘယ်ရမှန်းမသိရှိနေတဲ့မြေစည်းခဲတွေကိုနင်းမိပြီးအဖွားရှုဖန်နောက်လန်လဲကျသွားခဲ့ရတယ်။ကျမ်းပြေပေါ်မှာလည်းမြေစည်းတွေနဲ့ပေပွားနေခဲ့တာကိုမြင်လိုက်ရတယ်။ဘလို့အချင်းနေမှန်းတော့မသိလိုက်သေးခင်မှာပဲအဖွားရှုဖန်နောက်ကနေတခုခုချင်းကပ်လာတာကိုခံစားမိလိုက်တယ်။အဲ့ဒီအရာကသူ့နားကိုထိကပ်လိုက်တဲ့အချိန်မှာပဲမိစ္ဆာအရေးငွေတွေဟာလွှမ်းခြုံလို့သွားခဲ့ရပါတော့တယ်။ချင်းဝေအတွက်တော့ဒီနေ့ကပုံမှန်နေ့ရက်လေးတရက်ပါပဲ။သူ့ရဲ့ချစ်သူကောင်မလေးကရေဒီယိုတင်ဆက်သူရည်ကျင်းပဲဖြစ်ပါတယ်။ဒီမနက်မှလည်းရီချင်းရဲ့မနက်ခင်းအစီအစဉ်လေးကိုနားဆင်ရင်တက်ကြွစွာနဲ့ချင်းဝေကရုံးကိုသွားတယ်
အဖွားစီကဖုန်းဝင်တာသိပေမဲ့လည်းအလုံးချိန်နီးနေတော့ချင်းဝေဖုန်းမကင်ဖြစ်ခဲ့ပါဘူးနေ့လယ်ပိုင်းမှာတော့အိမ်ချမ်းမြေအကျိုးဆောင်ဖြစ်တဲ့သူ့ရဲ့တာဝန်အတိုင်းပဲအိမ်နေတစ်လုံးပြီးတစ်လုံးလိုက်ပြပေးနေခဲ့ပါတယ်အဖွားစီကနေဖုန်းတွေဝင်လာနေပြီမဲ့လည်းချင်းဝေလည်းအလုတ်ကမပြတ်တော့မကင်အားခဲ့ပါဘူးနေ့လယ်ထမင်းစားချိန်မတိုင်ရင်နောက်ဆုံးတစ်ခန်းကိုပြပြီးတဲ့အချိန်မှာချင်းဝေကအိမ်ကန်းတကားပေါက်တွေကိုစစ်ဆက်တေချလိုက်ပိတ်နေခဲ့ပါတယ်ရုတ်တရက်နောက်ဖက်ကနေကလေးလေးတယောက်ဖြတ်ပြေးသွားသလိုထင်ပြီးတော့ဇဝေဇဝါဖြစ်သွားခဲ့ရတယ်အခန်းကကြီးတဲ့လင်မယားမှလည်းကလေးပါမလာခဲ့ပါဘူးထူးဆန်းလွန်းနေတော့ဘာလိတ်ဆိုပြီးလိုက်ကြည့်မိတဲ့အခါအခန်းထဲမှာချင်းဝေရဲ့နေ့လယ်စာဘူးလေးကရောက်ရှိနေပါတယ်ဒီဘူးကဘလို့လောက်ရောက်နေပါလဲလို့တွေးနေပြီးအဖွားများရောက်လာလို့လားလို့တစ်ဆက်တည်းတွေးမိလိုက်တယ်အခန်းပြင်ကိုထွက်ပြီးအဖွားလားလို့အော်ခေါ်ကြည့်ပေမဲ့လူရိတ်လူကြီးလည်းမတွေ့ရပြန်ဘူးဇဝေဇဝါနဲ့တိုက်အောက်ကိုဆင်းလာရင်အဖွားကိုဖုံးဆက်ကြည့်တော့လေအဖွားကဖုန်းကိုမကင်ခဲ့ပါဘူးဒါနဲ့ချင်းဝေလည်းအလုပ်ကိစ္စတွေနဲ့ဆိုတော့အာယုံပြောင်းသွားပြီးရုံးကိုပဲပြန်သွားခဲ့ရတယ်ညနေရုံးဆင်းချိန်မှာတော့ရီချင်းကလည်းသူ့ရဲ့ညပိုင်းရေဒီယိုအစီအစဉ်ကိုအပြီးတက်နေခဲ့ပါတယ်နှုတ်ဆက်စကားပြောပြီးအတန်သွင်းကန်းထဲကနေထွက်တော့မယ်အလုံးမှာတကားကအလိုလျောက်ကြီးပွင့်လာခဲ့တယ်ရီချင်းလည်းစိတ်ထဲတစ်မျိုးဖြစ်ပြီးမိတွေထားဖွင့်ကြည့်လိုက်တော့အခန်းနောက်မှာကလေးလေးတယောက်ကိုမြင်မိလိုက်တယ်ရီချင်းတယောက်လန့်ပြီးတုန်တက်သွားပေမဲ့လုတ်ပေါ်ကင်ဘတ်တူကအခန်းထဲပြေးဝင်လာပြီးဒါငါသမီးလေးပိပိပါလို့မိတ်ဆက်ပေးလာခဲ့တယ်ရီချင်းကလည်းပိပိလေးကိုပြန်နှုတ်ဆက်နေချိန်မှာပဲချင်းဝေကလည်းရောက်ရှိလာခဲ့ပါတယ်နှစ်ယောက်သားအတူတူအိမ်ပြန်လာကြရင်တနေ့တာမောတွေပြေးပြောက်သွားသလိုခံစားခဲ့ကြရပါတယ်ဒီညချင်းဝေရဲ့အိမ်မှာအဖွားနဲ့ထမင်းလက်စုံလိုက်စားဖို့ပြောတော့ရီချင်းကလိုလားတော့မရှိခဲ့ဘူးဒါပေမဲ့ချင်းဝေကလည်းရမ်းတိုက်တွန်းနေတော့သွားကြမယ်လို့ပြင်ဆင်လိုက်ကြတယ်အဖွားအိမ်မပြန်ခင်တနေရာဝင်စရာရှိသေးတယ်ဆိုပြီးတော့ချင်းဝေကအရန်မိုက်တဲ့ကွန်ဒိုကန်တစ်ခုစီကိုရီချင်းကိုပါခေါ်သွားခဲ့လိုက်တယ်နှစ်ဦးသားကြည်နူးနေခဲ့ကြပြီးခဏကြာတော့ချီရလူကြဖို့ပြင်ဆင်တဲ့အခါရန်စကားပြောစရာတွေဖြစ်လာပြန်ပါတယ်ရီချင်းကအကာအကွယ်ကိစ္စကိုပဲတွင်ပြောနေပြီးချင်းဝေကတော့မဟုတ်လဲလက်ထပ်ပြီးကလေးယူကြတော့မှမဟုတ်ဘူးလားလို့ပြန်ပြောလာခဲ့တယ်ရီချင်းရဲ့စကားများစိမ့်တက်နေခဲ့ပြီးပြောနေတဲ့အကြောင်းအရာတွေကလည်းဖန်တရားတည်နေခဲ့တယ်ဒီကိစ္စကိုသူတို့အချင်းချင်းပြောပြီးသားပဲအစင်သင့်ဘာမှမဖြစ်သေးလို့လင်ယူသားမွေးကိစ္စတွေသူ့ဘဝအစီအစဉ်ထဲမှာရှိကိုမရှိသေးဘူးဆိုတဲ့အကြောင်းတွေပါပဲဒီစကားတွေကချင်းဝေအတွက်တော့ခံစားရခက်လွန်းပါတယ်မိသားစုဝင်နဲလွန်းနဲ့ချင်းဝေတို့မြီးဖွားဟာမိသားစုဝင်အစ်စ်ကိုမျှော်နေခဲ့ရတာကြာလာပါပြီရီချင်းနဲ့လည်းတွဲလာတာ9နှစ်ရှိပြီဖြစ်ပြီးဒီ9နှစ်အတွင်းမှာလည်းအလုပ်ကိုပင်ပင်မန်းမန်းလုပ်ပြီးတော့ဒီလိုအခန်းတော်မှာဝယ်နိုင်ခဲ့ပြီဒါအိုတော်မှအစင်သင့်မဖြစ်သေးဘူးဆိုတော့ရီချင်းရဲ့စကားရှိနေတော့မှာပဲရီချင်းရဲ့အတိတ်တွေကိုချင်းဝေလည်းမသိခဲ့ရပါနဲ့အိမ်တော်ရေးပေါ်ခါခါတီးတီးဖြစ်နေတဲ့ရီချင်းနဲ့မိသားစုတိုက်ဝန်းဖြစ်ချင်လို့နဲ့ချင်းဝေတို့ဟာညှိနှိုင်းရတာတော်တော်ခက်ခဲနေခဲ့ကြတယ်အဆုံးသတ်မှာတော့ချင်းဝေပဲအလျှော့ပေးလိုက်ရပြီဒီညအတွက်တော့အဖွားနဲ့ပထမဆုံးလိုက်တွေ့ပေးရင်ကျေနပ်ပြီဆိုပြီးပဲထားလိုက်ရပါတော့တယ်ကြည်နူးစိတ်လေးတွေပျောက်သွားခဲ့ရတော့နှစ်ယောက်သားမျက်နှာမသာမယားနဲ့ပဲချင်းဝေရဲ့အိမ်ကိုရောက်လာခဲ့ကြတယ်။ထမင်းစပွဲပေါ်ကချက်ပြုတ်ထားတဲ့ဟင်းရတွေကိုရီကျဲကနှွေးပေးနေခဲ့ပြီ။ချင်းဝေကတော့အဖွားကိုသွားခေါ်ပါတယ်။အိတ်ခမ်းထဲမှာချင်းဝေကြည့်နေတော့အဖွားကနောက်ဖက်ကနေဖြတ်သွားခဲ့တယ်။ချင်းဝေကလည်းအဖွားကိုရီချင်းပါလာတဲ့အကြောင်းအားရဝမ်းသာပြောပြနေခဲ့ပေမဲ့အဖွားရှုဖန်ကတော့သူ့တငယ်ချင်းအားရွှေပြန်ရောက်နေပြီလို့ပဲပြောနေခဲ့ပါတယ်။ချင်းဝေကလည်းအဖွားအားရွှေပြန်ရောက်နေတယ်ဆိုတော့ဝမ်းသာသွားပေမဲ့အဖွားကသူ့ကိုဘာစကားမှဆက်မပြောတော့ပဲအိတ်ခမ်းထဲကိုဝင်သွားပါတော့တယ်။ရီချင်းကအချင်းတွေထွက်လာပြီးမေးတော့ချင်းဝေကလည်းရီချင်းအနေရမခတ်အောင်လို့ဖြေပြီးပြောလိုက်ပါတယ်။တနေ့ကုန်သူ့ဖုံးမကင်ပြီးလို့အဖွားကစိတ်ဆိုးသွားခဲ့တာ။ဒီနေ့တော့သူတို့ချစ်သူနှစ်ယောက်ပဲစားလိုက်ရအောင်လို့ဆိုပြီးတော့ထမင်းလက်စုံစားလိုက်ကြပါတယ်။မနေ့ရောက်တော့အိယာလုံကြုံရေးဦးလေးကွမ်ဟာအိယာဝင်းထဲမှာလက်ပတ်စစ်ဆေးတဲ့အခါမှာပန်းကြံအနီးမှာရက်နေတဲ့အားရွှေကိုမြင်မိလိုက်တယ်။အားရွှေပြောင်းနေတာအိယာဝင်းတစ်ခုလုံးအတိမို့လို့ဦးလေးကွမ်ကလည်းဝမ်းသာအားရအားလုံးကိုအတိပေးလိုက်တယ်။အားရွှေကတော့ကြောင်စစ်စီပုံစံကြီးနဲ့စိတ်နဲ့လူနဲ့မကတ်နေခဲ့ပါဘူး။အဲ့ဒီမနက်မှာတော့ချင်းဝေကအရန်နောက်ကျပြီးမှနိုးလာခဲ့တယ်။အိယာမနိုးရကောင်းလားဆိုပြီးဖွားအေကိုမြည်တွန်တောက်တီးပြီးတော့ထလာခဲ့ပေမဲ့တရက်မပြတ်အမြဲလိုအစင်သိရှိခဲ့တဲ့မနက်စာစပွဲဝိုင်းဟာဒီမနက်မှာတော့ဘာမှကိုမရှိခဲ့ဘူး။အဖွားရှုဖန်ကိုလည်းအိမ်မှာမမြင်ရပါဘူး။
ချင်းဝေလည်းအဖွားအားရွှေစီကိုများရောက်နေတာလားလို့ပဲတွေးမိလိုက်တယ်။ရုံးကိုကမန်ကရန်ထွက်လာတဲ့အချိန်မှာတော့ပန်းညံထဲမှာလူများကစုဝေးပြီးအဖွားအားရွှေကိုတည်င်းမင်းနေကြတာကိုချင်းဝေမြင်လိုက်မိပါတယ်။အဲ့ဒီလူအုပ်ကြီးထဲမှာလည်းသူ့ရဲ့အဖွားရှုဖန်ကိုရှာမတွေ့ပါဘူး။ဒါနဲ့အဖွားအားရွှေကိုပဲနှုတ်ဆက်လိုက်ပြီးရုံးသွားဖို့ကိုပြင်လိုက်ပါတယ်။အားရွှေကချင်းဝေကိုမြင်တာနဲ့မျက်စိမျက်နှာပြတ်သွားပြီးတောင်းပန်ပါတယ်ခွင့်လွှတ်ပေးပါလို့တွင်တွင်ပြောနေခဲ့ပါတယ်။အားရွှေရဲ့အမူအရာထူးဆန်းလွန်းနေတော့ချင်းဝေအပါဝင်လူအားလုံးကလည်းကြောင်တောင်တောင်ဖြစ်နေခဲ့ကြရပါတယ်။အဲ့ဒီနေ့လယ်မှာချင်းဝေစီကိုပစ္စည်းတစ်ခုရောက်လာခဲ့တယ်။အိတ်ဆောင်ကင်မရာလေးတစ်လုံးဖြစ်ပြီးဖွင့်ကြည့်လိုက်တော့ဗီဒီယိုလေးတစ်ပုဒ်ပဲပါပါတယ်။ဒါလွန်ခဲ့တဲ့2ပတ်ကချင်းဝေတို့အိမ်ရဝင်းကတက်ကြီးပိုင်းနေစုပြီးတော့တောင်တက်အပျော်ခီးသွားခဲ့ကြတဲ့ခီးစဉ်ဗီဒီယိုလေးပါပဲ။ဗီဒီယိုထဲမှာတော့အဖွားရှုဖန်တောင်တက်နေရင်အားရွှေရဲ့နာမည်ကိုတကြောကြောခေါ်နေခဲ့လို့ဦးလေးကွမ်အားတောင်တတိပေးလိုက်ရပါသေးတယ်။တိုးတဲ့တောင်ထဲမှာနာမည်ကိုဟစ်မခေါ်နဲ့တစ်ကိုင်းကြီးကိုမချိုးဖဲ့နဲ့ပခုံးကိုနောက်ကနေမပုတ်နဲ့ဆိုပြီးတောတောင်စီကန်းတွေကိုရှင်းပြနေခဲ့ပါတယ်။တောတောင်ဆိုတာနှက်ကြီးလွန်းလို့ရှေးတုံးတွေအတိုင်းလိုက်နာကြဖို့အဖိုးကွမ်ပြောနေတော့ပါပဲ။ဗီဒီယိုဖိုင်ထဲမှာရှောင်းလန်းလာတဲ့လူတန်းရဲ့နောက်ဆုံးမှာဝစ်စုံအနီရောင်နဲ့ကလေးလေးတယောက်ကိုချင်းဝေသွားမြင်မိပါတော့တယ်။ဒီခီးစဉ်ကအိမ်ယာကတက်ကြီးပိုင်းတွေပဲစုသွားကြတာဖြစ်ပြီးဘယ်ကလေးမှလည်းပါမသွားခဲ့ပါဘူး။ဒီကလေးလေးကလည်းချင်းဝေတခါမှမမြင်ဘူးတဲ့ကလေးလေးပါ။ဗီဒီယိုထဲကမြင်နေရတဲ့ကလေးရဲ့ပုံစံကလည်းသပင်အနက်ရှိရှိညက်တွင်းမဲနက်နက်တွေနဲ့စိတ်ထဲမှာတော့တည်ဦးတည်ဖြစ်လာခဲ့တယ်။ချင်းဝေဗီဒီယိုကြည့်နေတော့မှပဲရုံးခန်းထဲမှာလည်းအပုံနဲ့ကြီးလိုက်တက်လာလို့တရုံးလုံးကအော်ဂလီဆန်လောက်အောင်နန်းစော်နေကြပါမယ်။ထူးဆန်းစွာနဲ့ချင်းဝေကတော့ဘာနတ်မှမရခဲ့ပါဘူး။ဘေရီများစွာနဲ့ချင်းဝေလည်းအိမ်ပြန်လာခဲ့ရပါတယ်။ဒီကင်မရာလေးကအဖွားအားရွှေရဲ့ပစ္စည်းဖြစ်ပြီးဘာလို့သူ့စီပို့ပေးလာလဲဆိုတာကိုချင်းဝေလည်းစဉ်းစားမရခဲ့ဘူး။ဒါကြောင့်အဲ့ဒီညအိမ်ယာဝင်းကိုရောက်တာနဲ့ဦးလေးကွမ်ကိုပါခေါ်ပြီးအဖွားအားရွှေရဲ့အခန်းကိုလိုက်သွားခဲ့ကြပါတယ်။သွားတော့ကတော့ဒီကင်မရာလေးပို့လာတဲ့အကြောင်းရင်းကိုမေးမလို့ဖြစ်ပေမဲ့အဖွားအားရွှေရဲ့အိမ်ရောက်တော့အိမ်ယာလူသူလုံးဝကင်းမဲ့နေပြီးရုတ်တရက်အိမ်ပြောင်းသွားသလိုပုံစံမျိုးဖြစ်နေခဲ့ပါတယ်။ဦးလေးကွမ်မှာအံ့ဩဆုံးအားပြီးအိမ်တကားကလည်းပွင့်နေတာမို့လို့အိမ်ထဲကိုဝင်ကြည့်လိုက်ကြပါတော့တယ်။တခန်းဝင်တခန်းထွက်လိုက်ကြည့်တော့လေတကယ်ကိုအိမ်မှာလူတယောက်မှမရှိတော့ပါဘူး။အိတ်ခမ်းဘေးကနေဖြတ်သွားမှာတော့အထဲမှာတရောင်တောက်နေတဲ့မျိုးလုံးတစ်စုံရှိနေတယ်လို့မြင်လိုက်ရတယ်။ချင်းဝေကတေချာအောင်ပြန်ကြည့်တော့လေဘာမှရှိမနေပြန်ပါဘူး။စပွဲပေါ်မှာလည်းထမင်းမကန်ကြီးပါလက်စအတိုင်းရှိနေပြီးလူတွေကရေကြီးတုပ်ပြနဲ့ချက်ချင်းထားထွက်သွားကြသလိုဖြစ်နေပါတယ်။ရုတ်တရက်အတန်ချင်းဆက်ကနေတချင်းနိုင်ကြီးကအလိုလျောက်ပွင့်လာတော့ဦးလေးကွာမှာကြက်တေတီသွားတယ်။ချင်းဝေကလည်းအေးဆက်လာတဲ့လေတို့ကိုခံစားမိလာလို့လန့်လာတဲ့အချိန်မှာအိတ်ခမ်းတကားကြီးကဘုံကနေဆိုပြီးပိတ်ကျသွားခဲ့တယ်။အန်နီရဲ့အငွေ့သက်ကြောင့်နှစ်ယောက်သားမတိုင်မင်ရပဲဘုံနိုင်ကျဲထပြေးကြတယ်။အခန်းထဲကတချင်းနိုင်ကြီးကလည်းကြောင်စီကွဲအပ်လာပြီးအိမ်တကားဝကိုရောက်မှာတော့တကားကဖွင့်လို့မရတော့ပါဘူး။ကွဲအပ်ရှာတနေတဲ့ကလေးရီတန်ကြီးကလည်းဟိုးဒီနေရာအနှံ့ကနေထွက်ပေါ်လာနေတယ်။အပေါ်ထက်လေကားကနေတစုံတရာဆင်းလာတော့မလို့ထင်ရလို့ချင်းဝေတို့ဟာတစက်စက်တုံမြင်နေပြီးဖုန်းကြီးတွေထိုးပြီးတော့ကြည့်နေခဲ့ကြတယ်။အဲ့ဒီချိန်မှာပဲအိမ်တကားကရုတ်တရက်ပွင့်သွားလို့တေးပြီးရှင်ကြီးကိုထွက်ပြေးလာရပါတယ်။အိမ်ရောက်တော့လဲအဖွားရှုဖန်မရှိနေကမှချင်းဝေဟာသူ့ဘွားတကယ်ပျောက်ဆုံးနေပြီဆိုတာကိုလက်ခံလိုက်ရတယ်။ CCTV တွေကိုပြန်စစ်ကြည့်တော့ဧပြီ16ရက်နေ့သူထမင်းဘူးမေးကြံခဲ့တဲ့နေ့မှာသူအိမ်ကထွက်သွားပြီးတော့တိတ်မကြခင်မှာပဲအဖွားရှုဖန်ကလည်းအိမ်ကနေထွက်သွားခဲ့တယ်။ဒါပေမဲ့အဖွားရဲ့လမ်းလျှောက်တဲ့ပုံစံကတမျိုးကြီးဖြစ်နေပါတယ်။အဖွားကမနက်ချိန်ကလေးကထွက်သွားခဲ့ပေမဲ့ CCTV မှာတော့အိမ်ပြန်လာတာကိုမတွေ့ခဲ့ရဘူး။ဒါပေမဲ့ညဘက်မှာချင်းဝေနဲ့ရီချင်းအိမ်ပြန်ရောက်လာတော့အဖွားနဲ့သူစကားပြောလိုက်ရတာကိုချင်းဝေကတေချာမှတ်မိနေပြန်ပါတယ်။ပိုပြီးတေချာအောင်လို့လမ်းမဘက်က CCTV တွေပါအကုန်စစ်ကြည့်လိုက်တယ်။အဲ့ဒီမှာအနီရောင်ဝတ်စုံတဲ့ကလေးမလေးတယောက်ကအဖွားရှုဖန်ရဲ့လက်ကိုဆွဲပြီးခေါ်ဆောင်သွားတာကိုအားလုံးမျက်လုံးနဲ့တက်အပ်မြင်လိုက်ကြရပါတယ်။ပိုပြီးထိတ်လန့်စရာကောင်းတာကမင်းညချင်းဝေနဲ့ဦးလေးကွမ်တို့အရွှေအိမ်မှာဘသူ့ကိုမှမမြင်မိခဲ့ပေမဲ့ CCTV မြင်ကွင်းမှာတော့သူတို့ပြေးသွားတဲ့နောက်ကနေလိုက်ပြေးလာခဲ့တဲ့အနီရောင်ဝတ်စုံတဲ့ကောင်မလေးကိုမြင်တွေ့ရပြန်ပါတယ်။အဖွားအရွှေရဲ့ကင်မရာမှာရိုက်ကူးမိထားတဲ့
တောင်စင်းလမ်းမှာလိုက်ပါလာတဲ့ဝစ်စုံနီနဲ့ကောင်မလေးပဲဆိုတာကိုချိတ်ဆက်မိသွားတော့ချင်းဝေတို့ဟာသသိမ်းဝင်းကြီးနေတောင်ထလာကြရတယ်။အဲ့ဒီနေ့မနက်မိုးလင်းတာနဲ့ချင်းဝေကအဖွားရဲ့ပုံတွေကိုနေရာနဲ့မှကပ်ပြီးလူပြောက်ကြည့်ညာတယ်။အိမ်ယာကမိတ်ဆွေတွေကလည်းရိုးရအတိုင်းပဲပြောင်းအိုးဖောက်ဆူတောင်းတာတွေလုပ်ပေးကြတယ်။ဒီလိုနဲ့အဖွားရှုဖန်ပျောက်ဆုံးနေခဲ့တဲ့3ရက်မြောက်နေ့ဟာဘာသတင်းတစ်စုံတရာမှမကြားရပဲကုံဆုံးသွားခဲ့ပါတယ်။နောက်နေ့မနက်မှာချင်းဝေရဲ့နှိုးဆက်ကိုတယောက်ယောက်ကလာပိတ်ပေးပြီးပခုံးကိုလာပုတ်နှိုးနေသလိုခံစားရလို့ချင်းဝေကလန်နိုးလာခဲ့တယ်။အဖွားများအိမ်ပြန်ရောက်နေတာလားဆိုတဲ့အတွေးနဲ့ချင်းဝေကထမင်းစားခန်းကိုအပြေးလေးသွားကြည့်လိုက်တယ်။ထမင်းစားဝိုင်းမှာတော့အဖွားကိုတယောက်နဲ့ကလေးငယ်လေးတယောက်ကထမင်းတူထိုင်စားနေကြပါတယ်။တကယ်တော့ချင်းဝေကအဖွားကိုလမ်းဆွလွန်းလို့မှတ်ညက်ဟောင်းတွေကိုပြန်တွေးမိနေခဲ့တာပါ။မိဘတွေဆုံးမသွားပြီးတဲ့နောက်ပိုင်းမှာအဖွားကပဲချင်းဝေကိုစောင့်ရှောက်ပေးခဲ့ရှာတာပါ။ကြီးလာတဲ့အထိအဖွားနဲ့ပဲထမင်းတူတူစားမယ်လို့သူပြောခဲ့ဘူးတာတွေကိုချင်းဝေကပြန်မှတ်မိလာခဲ့တယ်။အခုဆိုရင်အဖွားနဲ့အတူထမင်းလက်ဆောင်မစားဖြစ်တော့တာဘလောက်တောင်မှကြာနေပြီလဲဆိုတာကိုတွေးမိတော့ချင်းဝေရဲ့ရင်ထဲမှာစိုးနှင်တက်လာရတယ်။ရုတ်တရက်နားထဲမှာချင်းဝေဆိုပြီးခေါ်တံကိုကြားလိုက်တော့အတွေးစားတွေပြတ်သွားခဲ့ရတယ်။ဟိုဒီအိမ်ထဲပတ်ရှာကြည့်နေမိပြီးအိမ်ကထူးဆန်းစွာနဲ့မှုံမိုင်းတိတ်ဆိတ်လာသလိုထင်ရတယ်။အိမ်ရှိကမ်းမှာလဲမြေစည်းခဲတွေကစွတ်ကြောင်းရှည်ကြီးလို့တောက်လျှောက်ကြီးပေါ်နေခဲ့ပါတယ်။စွတ်ကြောင်းဟာထမင်းစားခန်းထဲထိရောက်သွားတော့ထမင်းစပွဲအောက်ထိကိုချင်းဝေရဝင်ကြည့်လိုက်ပြီးအခြေအနေကိုကြည့်နေတော့မှပဲလက်ပတိတိတစ်ဖက်ကပခုံးကိုချင်းဝေဆိုပြီးတော့လာပုတ်ခေါ်တယ်။အရန်လန့်သွားလို့ခုန်ထွက်လိုက်တော့ထမင်းစပွဲပေါ်မှာစောင်းကြောက်ကြီးထိုင်နေတဲ့အရာကိုချင်းဝေရအနီးကပ်ကြီးအချမချတွေးလိုက်ရပါတော့တယ်။ပြေးတော့မပြေးနိုင်တော့ပဲချင်းဝေရခန္ဓာကိုယ်ထဲကနေလှိုက်တက်လာပြီးအမြင်တွေကိုပိတ်ဖုံးလိုက်တဲ့မိစ္ဆာကောင်ရဲ့လွှမ်းမိုးမှုကြီးကိုခံစားလိုက်ရပါတော့တယ်။ဒိတ်ကနေခံစားချက်နဲ့ချင်းဝေအိယာလက်နိုးလာတယ်။ဆိုးရွားလွန်းတဲ့အိမ်မက်ကြောင့်ဇောချွေးတွေပြန်နေချိန်မှာမိဖို့ကြောင့်ဘက်ကဇွန်းတန်ခွက်တန်ကြီးကြားနေရပြန်တယ်။ချင်းဝေထသွားပြီးကြည့်လိုက်တော့အဖွားရှုဖန်ဟာမိဖို့ကြောင့်မှတကုတ်ကုတ်နဲ့ချက်ပြုတ်နေပြန်ပါတယ်။ချင်းဝေဟာအိမ်မက်ပဲလာလို့တော့မရေမရာဖြစ်နေမိပြီးအဖွားနာကိုတိုးကက်ပွတ်ဖက်လိုက်နေတယ်။ဝမ်းနဲ့ဝမ်းသာဖြစ်နေလို့ရှိုက်ကြီးတငင်ငိုနေခဲ့တဲ့ချင်းဝေကိုပြန်လဲပွတ်ဖက်ချော့မြူလိုက်ရင်ဒီညတော့ရီကျင်းကိုပါအတူခေါ်ပြီးတော့ညစာအတူတူစားကြအောင်လို့ပြောလိုက်ပါတော့တယ်။အဲ့ဒီညရီကျင်းအလုတ်သိမ်းချိန်မှာချင်းဝေရောက်လာခဲ့ပါတယ်။ခါတိုင်းလိုဘလောက်ပင်ပန်းနေတက်ကြွတဲ့ပုံစံနဲ့ချင်းဝေမဟုတ်ပဲချွေးစည်းတွေပြန်နေပြီးတော့အရန်ကိုနွမ်းနေခဲ့ပါတယ်။ချင်းဝေကအဖွားပြန်ရောက်နေပြီမို့လို့ဒီညအိမ်မှာပဲထမင်းတူလိုက်စားပါလို့ရီကျင်းကိုခေါ်လိုက်တယ်။ရီကျင်းကလည်းအဖွားပြန်ရောက်နေပြီဆိုတော့အံ့ဩသွားခဲ့ရတယ်။ထမင်းစားဖို့လည်းလိုက်ပါမယ်။ဒါပေမဲ့အိမ်မပြန်ခင်ဆေးရုံဝင်ပြကြမယ်လို့ဆိုပြီးချင်းဝေရဲ့ပုံစံကိုစိတ်ပူနေတဲ့ရီကျင်းကဆေးရုံထိကိုယ်တိုင်ခေါ်သွားခဲ့ပါတယ်။ရီကျင်းကဆရာဝန်ပြဖို့စီးရင်ပေးနေတော့မှပဲချင်းဝေကပျောက်သွားပြန်တယ်။ရီကျင်းလည်းဆေးရုံအနှံ့ပတ်ရှာတော့မွေးကင်းစကလေးကန်းကိုငေးကြည့်နေခဲ့တဲ့ချင်းဝေကိုမြင်လိုက်ရပါတယ်။စူညံအောင်ငိုယိုနေကြတဲ့ကလေးသံတွေကိုနားထောင်ရင်းနဲ့ချင်းဝေကကလေးတွေကဒီလောက်ချစ်ဖို့ကောင်းတာကိုနင်ကဘာလို့ကလေးမလို့ချင်ရတာလဲ။ငါ့ကိုရောဘာလို့လက်မထက်ချင်ရတာလဲဆိုပြီးတွင်တွင်မေးနေခဲ့တယ်။ကြောင်တောင်တောင်ကြီးပြောနေတဲ့ချင်းဝေကြောင့်ရီချင်းလည်းစိတ်မရှိတော့ပဲဆရာဝန်စီသွားအောင်ပဲခေါ်နေခဲ့ပါတယ်။ချင်းဝေကတော့အိမ်ကိုပဲပြန်မယ်ဆိုပြီးဇွတ်ကိုထွက်သွားပါတော့တယ်။ချင်းဝေထွက်သွားပြီးကမှရီချင်းလည်းကလေးကန်းထဲကိုမြင်မိသွားတယ်။ခုနကစူညံပွက်နေတဲ့ကလေးတန်တွေကချက်ချင်းတိတ်ဆိတ်သွားပြီးကလေးကန်းမှလည်းကလေးတယောက်တောင်မှရှိမနေခဲ့ပါဘူး။ရီချင်းကသူဘာလို့ထင်အောင်ထင်မှားတွေမြင်မိနေရတာလဲဆိုပြီးတော့စိတ်ထဲမှာမွန်းကျက်လာခဲ့တယ်။ချင်းဝေတို့အိမ်ရောက်တော့လဲဒီလိုအပေါ်တော့မှအနီရောင်ဝတ်စုံတဲ့ကလေးတယောက်ကိုခက်ခနဲရီချင်းမြင်လိုက်မိတယ်။တေချာကြည့်တော့လဲဘာမှမရှိလို့ဇပွေဇဝါနဲ့ပဲထမင်းစားကန်းထဲကိုဝင်သွားလိုက်တယ်။ထမင်းစားကန်းထဲကမြင်ကွင်းဟာရီချင်းကိုအကြီးကျယ်ထိတ်လန့်သွားစေခဲ့ပါတယ်။ချင်းဝေကထမင်းစပွဲမှာအကြနာထိုင်ပြီးတော့ပိုးကောင်တီကောင်ရောက်ကောင်တွေကိုအာရပါရစားတောက်နေခဲ့တယ်။အရန်ကိုအော်ဂလီဆန်စရာကောင်းတဲ့အပြင်လုံးဝပုံမှန်မဟုတ်တဲ့မြင်ကွင်းကြောင့်ရီချင်းခမညာထိတ်လန့်လွန်းလို့ဦးလေးကွမ်ကိုပဲပြေးခေါ်ရပြန်တယ်။ဦးလေးကွမ်လိုက်လာကြည့်တော့ချင်းဝေကိုလည်းမတွေ့ရတော့ဘူး။စပွဲပေါ်မှာလည်းကြောင်တလင်းခါနေပါတယ်။ရီချင်းဟာချာချာလည်းမူးနောက်လာရပြီးချင်းဝေကိုသာအော်ခေါ်နေခဲ့ရတယ်။ဒီလိုနဲ့အဖွားရှုဖန်ပျောက်ပြီး9ရက်မြောက်ဧပြီ20ရက်နေ့မှာချင်းဝေပါပျောက်ဆုံးသွားခဲ့ရပါတော့တယ်
နောက်နေ့မနက်မှာတော့ဝေလီဝေလင်းကြီးမှာအဝေးပြေးလမ်းမတွေပေါ်မှာရှောက်သွားနေခဲ့တဲ့အဖွားရှုဖန်ကိုရဲတွေကပြန်ရှာတွေ့လာကြပါတယ်။ညီချင်းလဲဆေးရုံကိုအပြေးလိုက်သွားတော့အဖွားကတောင်ကြီးနဲ့စိတ်ပုံမှန်မဖြစ်သေးပါဘူး။လူတွေအများကြီးတစ်ပင်ဒီမှာကန့်ညိနေကြတယ်လို့ပဲအော်ဟစ်နေခဲ့တယ်။ညီချင်းကိုမြင်လိုက်တော့အဖွားရှုဖန်ဟာချင်းဝေရဲ့နာမည်ကိုငါအော်ခေါ်မိလိုက်တာလို့အသက်ကုန်အော်ပြောနေခဲ့ပါတယ်။ညီချင်းကလည်းအဖွားရဲ့အခြေအနေတည်ငြိမ်အောင်ဆေးရုံမှာပဲထားခဲ့ရပြီးတစ်ဖက်မှာလည်းချင်းဝေကိုရှာဖို့လှုပ်ရှားရှိတာတွေကိုလုပ်ရတယ်။ချင်းဝေရဲ့အလုပ်ကိုလည်းတော့ပြောထားပြီးတော့ရေဒီယိုကနေလည်းချင်းဝေရဲ့အချက်လက်တွေနဲ့လူပြောက်ကြော်ညာတင်ထားလိုက်ပါတယ်။တစ်ဖက်မှာလည်းဦးလေးကွမ်အကြံပေးတဲ့အတိုင်းရိုးရမပြတ်ကြောက်ဝဖောက်တာတွေကိုလုပ်ပေးလိုက်တယ်။ဦးလေးကွမ်ဟာတာမန်လူပြောက်မှုတွေမဟုတ်ပဲအမောက်ပျော်ကတွေပါဝင်နေတာမို့လို့ချင်းဝေတို့ရဲ့အခန်းမှာလည်းအချင်းကျုံဝိညာဉ်တန့်စင်တဲ့အစီရင်တချို့လုပ်ခဲ့လိုက်ပြီးချင်းဝေရဲ့ဇပွဲပေါ်မှာရှိတဲ့အဖွားအားရွှေရဲ့ကင်မရာလေးကိုယူလာပြီးတော့ညီချင်းလည်းအိမ်ပြန်လာခဲ့လိုက်ပါတယ်။အိမ်ဝင်မှာလည်းရင်းနှီးတဲ့ခွေးလေးကသူ့ကိုတရက်တစီမြင်တယ်လို့ဟောင်းနေတာမို့လို့ညီချင်းကလည်းစိတ်ရှုပ်သွားပြန်တယ်။အိမ်ရောက်တာနဲ့ဦးလေးကွမ်ပြောတဲ့တောင်နဲ့မိစ္ဆာတွေအကြောင်းကိုစိတ်ကဆွဲနေတာကြောင့်အွန်လိုင်းမှာသတင်းချက်လက်တွေရှာဖွေကြည့်လိုက်တယ်။1998ခုနှစ်တုန်းကမိသားစုတစုဟာတောင်တက်ရင်းနဲ့အနီရောင်ဝတ်ထားတဲ့ထူးခြားတဲ့ကလေးငယ်တူနောက်ကနေကပ်ပါလာတဲ့သတင်းဟောင်းကိုလည်းညီချင်းဟာဖတ်လိုက်ရတယ်။တဘာဝလွန်ဖြစ်ရက်တွေကိုလေးလာလိုက်စားတဲ့ပညာရှင်များကဒါလူအသွင်ယူထားတဲ့တောင်ဆောင်မိစ္ဆာဖြစ်ပြီးသူတို့တွေကလူတွေရဲ့စိတ်အာရုံနဲ့အမြင်တွေကိုလှည့်ပြားနိုင်စွမ်းရှိတယ်။ဖြတ်စည်းပစ်နိုင်တဲ့အစွမ်းလည်းရှိတာကိုသိလိုက်ရတယ်။အဖွားအားရွှေတို့ရဲ့တောင်တက်ခီးစဉ်ဗီဒီယိုမှာလည်းအနီရောင်ကလေးမလေးတယောက်လူအုပ်နောက်ဆုံးကနေကပ်ပါလာတာကိုရီချင်းလဲတိုက်ဆိုင်ပြီးတော့စစ်ဆေးကြည့်လိုက်မိတယ်။ကိစ္စအားလုံးရဲ့ရင်းမြစ်ကဒီတောင်တက်ခီးစဉ်ကနေစတင်ခဲ့တယ်ဆိုတာကိုလည်းကောက်ချက်ချလိုက်မိပါတယ်။ဦးလေးကွမ်ကညအချိန်မတော်ကင်းတဲမှာထိုင်နေတော့သူ့ရဲ့နာမည်ကိုခေါ်တဲ့အတန်ကိုစပြီးတော့ကြားလာရတယ်။တင်ငါမကင်းနဲ့လှည့်ကြည့်လိုက်တော့အနောက်ဘက်ကပြင်းပေါက်တကားဟသွားခဲ့ပါတယ်။အချင်းကြီးကတိတ်ငူမမှန်လို့တကားကိုအသာဆေ့ပြီးလက်ထဲမှာလည်းပြောက်အိုးနဲ့မီးချစ်ကိုအစင်သစ်ကိုက်ထားမိလိုက်တယ်။ရိုးရယုံကြည်မှုအရာပြောက်အိုးဟာတရေတွေနတ်ဆိုးတွေကိုအဝေးပြေးစေနိုင်တယ်လို့ဦးလေးကွမ်လည်းယုံကြည်ထားလို့ပါပဲ။ရုတ်တရက်ရှေ့ကကားပါကင်မှာရေခနဲနဲ့နီနီရဲ့တရံတစ်ခုပြေးလွှားနေတာကိုမြင်လိုက်ရတယ်။မိစ္ဆာရဲ့6လက်မှုတွေစတင်လာပြီဆိုတာသိလိုက်တော့ဦးလေးကွမ်ကလည်းတစက်စက်နဲ့တုံရင်လာခဲ့တယ်။အဲ့ဒီချိန်မှာပဲကင်းတဲခေါင်မိုးကနေအနီရောင်ကြီးနဲ့ဇောက်ထိုးပုံစံကြီးကိုရုတ်တရက်ကြီးမြင်လိုက်ရတယ်။ဦးလေးကွမ်ကလန့်ပြီးလဲကျသွားတော့ဒိန်းကနေဖြစ်သွားပြီးကင်းတဲရဲ့အပြင်ဘက်ကိုဒီဆွဲပြီးပြေးသွားလိုက်ပါတယ်။ဖြောက်အိုးဖောက်ဖို့ကြိုးစားနေတဲ့ဦးလေးကွမ်ကိုအမီရောင်တရံကြီးကကင်းတဲထဲကနေခေါင်းကြီးထွက်လာပြီးချောင်းမြောင်ကြည့်နေခဲ့ပါတယ်။မိချစ်ကမီးမတောက်တာကိုမြင်တဲ့အခါမှာအမီရောင်ကလေးလေးဟာကြုံလီကွေးကောက်နေတဲ့ခြေလက်တွေနဲ့လိန်ဖဲဖဲကြီးထွက်လာပြီးတော့ဦးလေးကွမ်ရဲ့အပေါ်ကိုခုံအုပ်လိုက်ပါတော့တယ်။ချင်းဝေပျောက်ဆုံးသွားပြီး3ရက်အကြာမှာညီချင်းဟာဆေးရုံကိုလည်းသွားပြီးတော့အဖွားရှုဖန်ရဲ့အခြေအနေကိုလည်းသွားကြည့်ပေးတယ်။ဆရာဝန်တွေကတော့ညီချင်းကိုထူးဆန်းတာတစ်ခုပြောလိုက်ပါတယ်။အဖွားရှုဖန်အန်ထုတ်တဲ့အထဲမှာပိုးကောင်အရှင်တကောင်ပါလာခဲ့တဲ့အကြောင်းပါ။ဒီပိုးကောင်ဟာလူသူရောက်ပေါက်နေတဲ့တောင်တန်းတွေမှာသာတွေ့ရှိနိုင်ပြီးအရန်ကိုရှားပါလွန်းတယ်။ပုံစံကလည်းကြောမှာအယိုးကောင်းလိုတရံနဲ့ထူးခြားလွန်းတဲ့ပိုးကောင်ဖြစ်တဲ့အကြောင်းကိုပြောရင်းဘလို့ကနေဘလို့အဖွားပိုက်ထဲကိုရောက်နေတယ်လဲဆိုတာမသိဘူးလို့ဆိုကြပါတယ်။ညီချင်းဟာအသေးစိတ်ရှာဖွေကြည့်တဲ့အခါအဲ့ဒီပိုးကောင်ကြောကအမှတ်သားတိုက်ဆိုင်ပဲဗီဒီယိုထဲကအနီရောင်ကလေးမလေးရဲ့မျက်နှာနဲ့အရန်ကိုဆင်တူနေခဲ့ပါတယ်။စိတ်တွေလေးလံနောက်ကြည့်လွန်းလို့ညီချင်းလည်းအိပ်ရဝင်လိုက်ပါတော့တယ်။ညတရင်းနိုးမှာကွန်ပျူတာကအလိုလျောက်ပွင့်နေပြီးမော်ရှင်းကြည်လို့ခေါ်တဲ့တောင်ဆောင်မိစ္ဆာအကြောင်းဆွေးနွေးခန်းတွေကကျဲလောင်စွာပွင့်နေခဲ့ပါတယ်။ရီချင်းလည်းအတန်ကြီးကြောင့်နိုးလာပြီးတော့အခန်းထဲမှာအေးနေတာနဲ့ပဒင်းပေါက်ဆွဲပိတ်မယ်အလုံးမှာသူ့ရဲ့လက်ကသွေးတွေနဲ့နီရဲပေကျန်နေပါတယ်။ရီချင်းလန့်သွားပြီးစောင်းဖယ်ကြည့်လိုက်တဲ့အခါမှာအိယာတစ်ခုလုံးသွေးတွေရွှဲနေပြီးသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကသွေးတွေအိုင်ထုံးပြီးတော့နစ်နေခဲ့ပါတယ်။အထိတ်တလန့်နဲ့ထအော်လိုက်တဲ့ရီချင်းဟာမျက်နှာချင်းဆိုင်ရာစပွဲကိုကြည့်ပြီးတော့ပိုလို့တောင်မှသွေးပြတ်သွားရတယ်။အနီရောင်ကလေးမလေးကကြောက်စရာအရန်ကောင်းလို့နဲ့ဖြူဆုံနေတဲ့မျက်နှာကြီးနဲ့သူ့ကိုပါဇက်ဟောင်းလောင်းနဲ့ကြည့်နေခဲ့တာပါ။ချက်ချင်းပဲနိုင်ရန်နေပေါ်ခုန်တက်သွားလို့ရီချင်းဟာအသက်တောင်မှမရှူနိုင်တော့ပါဘူး။အာတင်မီလှည့်ကြည့်လိုက်တဲ့အခါမှာအနီးကပ်မြင်လိုက်ရတဲ့မျက်နှာကြီးကြောင့်
လန့်ပြတ်ပြီးအိယာနိုးလာခဲ့ရပါတော့တယ်ဒီလိုအိမ်မက်ဆိုးတွေကြောင့်မော်ရှင်းကျယ်ဟာသူ့ရဲ့စိတ်ဝိညာဉ်ကိုပါလွှမ်းမိုးစပြုလာနေပြီဆိုတာကိုရီချင်းဟာသတိထားမိလာပါတော့တယ်ချင်းဝေပျောက်ဆုံးပြီး၄ရက်မြောက်နေ့မှာအဖွားရှုဖန်ကိုရီချင်းဟာဆေးရုံဆင်းဖို့တွားကြိုပေးခဲ့တယ်အဖွားကတော့အိမ်ရောက်တာနဲ့ရီချင်းရဲ့လက်ကလေးကိုစုပ်ကန်ရင်စကားတေချာပြောခဲ့ပါတယ်ချင်းဝေကရီချင်းကိုတိတ်ညက်နိုးတာမို့လို့ချင်းဝေပြန်ရောက်တာနဲ့လက်ထပ်ကြပါအဖွားကတော့လဲလှယ်ကိစ္စတစ်ခုဖြေရှင်းဖို့ရှိနေလို့သူ့စီကိုရောက်အောင်သွားရမယ်ဆိုပြီးချင်းဝေရဲ့ဖနှာအောင်ဘူးလေးကိုလည်းယူခိုင်းလိုက်ပါတယ်ရီချင်းဟာအဖွားရှုဖန်ပြောနေတာတွေကိုနားမလည်နိုင်ပေမဲ့စိတ်ထဲမှာအဖွားကိုစိတ်မချသလိုဖြစ်နေမိတယ်ဒါနဲ့အလုံးမသွားခင်မှာဦးလေးကွမ်ကိုတေချာပြောပြီးအဖွားရှုဖန်ကိုကြည့်ပေးဖို့အပ်ထားလိုက်ပါတယ်ဦးလေးကွမ်ကလည်းစိတ်နဲ့လူနဲ့မကပ်သလိုပုံစံမျိုးနဲ့ခေါင်းကိုလေးတွဲစွာနဲ့ညှိပ်ပြနေခဲ့ပါတယ်အလုံးရောက်တော့ရီချင်းဟာတောင်ဆောင်မိတ်ဆာနဲ့အယိုးကောင်းပုံပိုးဖလန်တို့အကြောင်းသိရှိတဲ့သူများဆက်သွယ်လာပြီးဖို့ရေဒီယိုကနေကြေညာလိုက်ပါတယ်အစီအစဉ်ပြီးလို့စတူဒီယိုအခန်းထဲကနေထွက်မယ်ပြင်တော့ကလေးတယောက်ကအခန်းထဲကိုဝင်ပြေးသွားတယ်ရီချင်းကလည်းအစကတော့ပိပိဝင်ပြေးသွားတယ်လို့ထင်လိုက်ပေမဲ့တကယ်တမ်းမှာပိပိကအပြင်မှာရှိနေခဲ့တာပါရီချင်းဟာကြောက်စိတ်တွေဝင်လာပြီးအခန်းထဲကိုချောင်းကြည့်ပေမဲ့အခန်းထဲမှာဘာမှရှိမနေပဲသူ့နောက်ကရက်ကအရေးကြီးကိုပဲမြင်လိုက်မိပါတယ်မော်ရှင်းစီကသူ့ကိုပါလွှမ်းမိုးဖို့စူးစမ်းလာနေပြီဆိုတာကိုရီချင်းဟာခံစားမိလာတယ်အဲ့ဒီညမှာတော့မစ္စတာဝမ်လို့အမည်ရှိတဲ့သူတဦးထံကနေသတင်းပေးချက်တချို့ရရှိလာခဲ့တယ်တောင်ဆောင်မိတ်ဆာတွေကလူတွေရဲ့အဖြစ်ရှိစိတ်နဲ့နောင်နာတရားကိုအသုံးချပြီးလူတွေကိုတောင်းနေရှိရာစီကိုစောင့်ယူတယ်ထိန်ချုပ်ခံရတဲ့သူဟာအာယုံတွေမျောလွင့်နေပြီးသူတို့တောင်ပေါ်မှာရှိနေတဲ့အဖြစ်မှန်ကိုမသိရှိကြပါဘူးနေ့စဉ်ပုံမှန်ဘဝလိုပဲစိတ်ကူးနဲ့နေထိုင်နေကြလိမ့်မယ်အချိန်သိမ့်မနှောင်းရင်ဝမ်လောင်ခန်းလို့ခေါ်တဲ့တောင်နေရှိတဲ့အရက်ကိုသွားရှာပါလို့ပြောသွားခဲ့ပါတယ်ရီကျင်းအိမ်ပြန်သွားတဲ့အချိန်မှာတော့အဖွားရှုဖန်ကလည်းအိမ်ကနေထပ်မံထွက်သွားခဲ့ပြန်ပါပြီရဲတွေစစ်မေးကြတဲ့အခါရီကျင်းကလည်းသူရထားတဲ့သတင်းစကားအတိုင်းဝမ်လောင်ခန်းလို့ခေါ်တဲ့တောင်နေရှိရာသွားတာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီညမှာတော့ရီကျင်းဟာချစ်သူရဲ့အဖွားဖြစ်သူကိုပါကောင်းကောင်းမဆောက်ရှောက်ပေးနိုင်ခဲ့လို့စိတ်ထိခိုက်နေရပါတယ်ချင်းဝေရဲ့အခန်းထဲမှာလဲရီကျင်းတဲ့ဓာတ်ပုံတွေပဲအပြည့်ရှိနေပြီးတော့ပုံတပုံရဲ့နောက်ဖက်မှာတော့ချစ်သူတက်တန်း9နှစ်ပြည့်ရင်လက်ထပ်ကြမယ်လို့ရေးထားရှာတယ်အမှန်ဆိုရင်ချင်းဝေနဲ့အတူပျော်ပျော်ရွှင်ရွှင်မိသားစုဘဝလေးကိုပိုင်ဆိုင်လိုက်ရမှာလို့ရီကျင်းဟာနောင်တရနေခဲ့ပါတယ်သူ့ရဲ့အတိတ်ဒဏ်ရာတွေကြောင့်မြစ်တာစစ်နဲ့ကန်းနဲ့ချင်းဝေရဲ့လက်တွေကိုပေချခဲ့နေတယ်ဖြစ်နိုင်မယ်ဆိုရင်ချင်းဝေကိုမတွေးတွေ့အောင်ပြန်ရှာပြီးမခွဲအတူနေသွားကြမယ်မိသားစုဘဝလေးတည်ထောင်မယ်လို့ရီကျင်းဟာတွေးမိလာတယ်ဆုံးရှုံးလိုက်ရတော့မှချင်းဝေဟာသူ့အတွက်ဘလောက်အရေးပါတယ်ဆိုတာကိုမြင်လာပြီးရီကျင်းဟာနှမျောတတစိတ်နဲ့ငိုကြွေးခဲ့ရပါတယ်နောက်နေ့မနက်မှာတော့တောင်တက်ကေစေရေးအဖွဲ့တစ်ခုနဲ့ချိတ်ဆက်ပြီးဝမ်လောင်ခန်းတောင်နေရှိရာကိုကိုယ်တိုင်သွားပြီးရှာဖွေဖို့ရီကျင်းစိတ်ဆုံးဖြတ်လိုက်ပါတယ်တောနက်တဲ့နေရာဖြစ်တာကြောင့်တောင်တက်ကေစေရေးအဖွဲ့မှူးကတောတွင်းမှာအသုံးပြုရမယ့်ဝီစီအချက်ပြမီးရှူမီပန်စတဲ့ပစ္စည်းတွေကိုစနစ်တကျထည့်ပေးထားပါတယ်တောင်ကြီးရောက်တာနဲ့ခီးချန်စမြင်လာပြီးရီကျင်းဟာလည်းပင်မလုံးမိမဲ့ဇွဲမလျှော့ပဲဆက်လက်ရှာဖွေခဲ့တယ်တောနက်တနေရာမှာအနီရောင်ကောင်မလေးကိုဖျက်ကနေမြင်လိုက်လို့တေချာကြည့်လိုက်တော့ကြောက်ဆောင်ဘေးမှာလဲကျနေတဲ့အဖွားရှုဖန်ကိုတွားမြင်ကြရတယ်အဖွားကခြေထောက်တစ်ဖက်ကျိုးသွားခဲ့လို့မျိုးဟာဆေးရုံတင်ဖို့ပြင်ကြတယ်အဖွားရှုဖန်ဝေဒနာကြားအနေပဲရီကျင်းကိုကုချက်ချင်းလှည့်ပြန်มาတော့မဟုတ်ရင်သူနင့်ကိုဖမ်းစားသွားတော့မယ်လို့ပြောနေရှာတယ်ရီကျင်းကလည်းချင်းဝေကိုမတွေ့မချင်းမပြန်ဘူးလို့ဆုံးဖြတ်ပြီးပြီမို့လို့အဖွားကိုပဲပြန်စေပြီးသူကတော့ကယ်ဆယ်ရေးအဖွဲ့နဲ့ဆက်ပြီးတော့တောင်းရှာဖွေပါတယ်ညရောက်တော့အဖွဲ့မှုနဲ့စကားစမြည်ပြောကြရင်တောင်ဆောင်မိစ္ဆာဒန္နာကြီးနဲ့ပတ်သက်တာတွေထပ်ပြီးတော့ကြားရပါတယ်ဒီတောင်တွေမှာလူတွေအများကြီးပျောက်ဆုံးခဲ့ရဘူးတဲ့တောင်ဆောင်မိစ္ဆာတွေကစိတ်အာရုံကိုအယမ်းလှည့်ပြားတတ်လို့လူတွေဟာထင်အောင်ထင်မှားတွေကြားမှာမျောသွားတတ်တဲ့အကြောင်းအဖွဲ့မှုကတတိပေးခဲ့တယ်အကယ်လို့မိစ္ဆာတွေနဲ့စုံခဲ့ရင်မီးလင်းအောင်တစ်ခုခုဖန်တီးလိုက်ရင်တော့သူတို့ဟာလွင်ပါသွားမဲ့အကြောင်းလဲပြောပြလာခဲ့တယ်ဒါနဲ့ဒီတောင်ကိုချင်းဝေရောက်သွားလိမ့်မယ်လို့ဘလို့လုပ်ပြီးတေချာတိတာလဲလို့အဖွဲ့မှုကမေးလာတော့ဝန်ထမ်းကြီးမစ္စတာဝမ်လို့ခေါ်တဲ့သူကဖုန်းခေါ်ပြီးသတင်းပေးလိုက်လို့ပါလို့ရီချင်းကပြန်ဖြေခဲ့တယ်အဖွဲ့မှုကတော်တော်အံ့ဩသွားခဲ့ရတယ်မစ္စတာဝမ်ခေါ်တဲ့ဝန်ထမ်းကြီးကတောင်တက်လမ်းပြတွေထဲမှာဆရာတဆူဖြစ်ပြီးတော့မသိတဲ့သူမရှိပါဘူး
ဒါပေမဲ့မစ္စတာဝမ်ဟာဂျပန်တော်လှန်ရေးခေတ်ကတည်းကတောင်တက်လမ်းပြလုပ်ခဲ့တဲ့သူဖြစ်ပြီးသူတည်ဆုံးသွားခဲ့တာနှစ်ပေါင်းများစွာကြာလာပါပြီ။တည်တဲ့သူကဖုန်းဆက်ပြီးသတင်းစကားပေးတယ်ဆိုတော့ရီကျင်းခမလဲဘေလီတွေနဲ့ပဲခေါင်းချောက်နေခဲ့ရပါတယ်။နောက်နေ့မှာတော့လမ်းက3ခုကွဲသွားတဲ့အတွက်အဖွဲ့3ဘွဲ့ခွဲပြီးတော့ဆက်လက်တော်တိုးခဲ့ကြရပါတယ်။နုံးနေနေတဲ့ရီကျင်းဟာအဖွဲ့မှုတို့ကိုအမိလိုက်နေခဲ့ပေမဲ့နည်းနည်းလောက်ကြွားကြံနေခဲ့ပါတယ်။ဂွေကျိုးတစ်ခုကိုလွန်လာတော့ရှေ့ရသွားနေတဲ့အဖွဲ့သားတွေကညင်ငွေးရနေရုတ်တရက်ကြီးပျောက်သွားပါတော့တယ်။ရီကျင်းဟာအော်ခေါ်ရေးအပြေးလိုက်ပေမဲ့အဖွဲ့ကိုလုံးဝရှာမတွေ့တော့ပါဘူး။တောကြီးထဲမှာတလဲလဲဖြစ်နေရင်အဖွဲ့သားတွေကိုရိတ်ခနဲ့မြင်မိတဲ့နောက်ကိုပြေးလိုက်သွားရင်ရီကျင်းဟာပိုနဲ့တဲ့တောထဲကိုရောက်မှန်းမသိရောက်လာခဲ့ရပါတော့တယ်။မြူတွေအပြည့်ဖုံးလွှမ်းနေတဲ့နေရာကိုရောက်လာတော့ရီကျင်းဟာလမ်းမမိအောင်တစ်ပင်နေမှာကျိုးနီအမှတ်သားစီပြီးရှေ့ဆက်သွားခဲ့တယ်။ဝီစီတန်ဇက်တိုက်ပေးနေခင်ကမိုးလဲလုံးဝချုပ်သွားခဲ့ပါပြီ။စားလောင်လုံးလုံးမုတ်ထုတ်စားနေတော့တယောက်ယောက်ကပခုံးကိုလာပုတ်တယ်။ရီကျင်းလဲမီးရှူးကိုအမြန်ဖောက်ပြီးကြည့်လိုက်တော့အရန်ကြီးမားတဲ့အယိုးကောင်းပုံပိုးဖလန်ကြီးကိုမြင်လိုက်ရပါတယ်။အဲ့ဒီပိုးဖလန်ကြီးရဲ့အောက်ကနေပိုးဖလန်ငယ်တွေအုပ်လိုက်ကြီးပြန်ထွက်လာလို့ရီကျင်းလဲလန့်ပြီးပြေးရကနေမော်ရှင်းစီရဲ့ပိုင်နက်ထဲကိုရောက်မှန်းမသိရောက်လာခဲ့ပါတယ်။အလင်းအောင်ရအောင်လို့မီးရှူးကိုပြစ်ဖောက်ပြီးကြည့်လိုက်တော့တစ်ပင်အမြစ်တွေကြားမှာနင်းမြုပ်နေကြတဲ့လူတွေအများကြီးကိုတွေးလိုက်ရတယ်။ရီကျင်းဟာရုတ်တရက်ဘိုက်ကအရန်နာလာလို့ကြည့်မိလိုက်တဲ့အခါအစမတန်ပူဖောင်းနေတဲ့ဝမ်းဘိုက်ထဲကနေတရေသားကတိုးထွက်လာသလိုတွေးတွေသွန်ကျလာပြီးမိဖွားရတဲ့ဝေဒနာကိုသေလူမျိုးပါခံစားခဲ့ရပါတယ်။လူးလိမ့်နေအောင်ခံစားရပြီးတဲ့နောက်မှာဝမ်းထဲကထွက်လာတဲ့တွေးချင်းချင်းหนีရဲနေတဲ့ကလေးတံတစ်ခုဟာရီကျင်းရဲ့ရှေ့မှာရက်နေခဲ့ပါတယ်။မိမိဘာလို့တောင်းကိုလိုချင်ရတာလဲ။မိမိဘာလို့တောင်းကိုဖျက်ချလိုက်တာလဲလို့အဲ့ဒီကလေးကမေးနေခဲ့ပါတယ်။ရီကျင်းဟာသူ့ငယ်ရွယ်လွန်ငယ်စဉ်ကတာရှိမခံခဲ့တဲ့ချစ်သူရည်စားဆက်ဆံရေးတစ်ခုနဲ့သူဖျက်ချမိခဲ့တဲ့ကလေးအကြောင်းကိုတွေးမိလာခဲ့တယ်။အပြစ်ရှိစိတ်တွေကြောင့်ဆူရှနာကျင်လာတဲ့ရီကျင်းဟာကလေးနားကိုတိုးကပ်သွားပြီးအမေမရွယ်ခဲ့ပါဘူး။ခွင့်လွတ်ပေးပါကလေးရဲ့လို့ဆိုပြီးပွေဖတ်ထားခဲ့မိပါတယ်။ငိုကလွန်းလို့မျက်လုံးအိမ်တွေပါအောင့်တက်လာပြီးရီကျင်းဟာအိပ်ယာကနေလန့်နိုးလာခဲ့တယ်။သူနိုးလာတော့ချင်းဝေရဲ့တိုက်ခန်းသစ်မှာရောက်နေပြီးအရာအလုံးဟာပုံမှန်လိုပဲဖြစ်နေပါတယ်။မိဖို့ကိုင်းထဲမှာမနှက်စာပြင်ဆင်နေတဲ့ချင်းဝေကိုမြင်တော့ရီကျင်းဟာပြေးပြီးတော့ပွေဖတ်မိတယ်။အရန်ကိုစိုးလို့နဲ့အိမ်မက်ရှည်ကြီးတစ်ခုမတ်နေမိတာအိမ်မက်ထဲမှာချင်းဝေပျောက်သွားတာဆိုပြီးဝမ်းနဲ့ပတ်လက်နဲ့ပြောပြနေခဲ့တယ်။ချင်းဝေကတော့ငါဒီမှာရှိနေပါတယ်လို့ပြန်ပြောရင်းမနှက်စာစားဖို့ပြင်ဆင်ပေးလိုက်တယ်။ရီကျင်းဟာမင်းညအဖွားအိမ်မှာညစာသွားစားမယ်ဆိုပြီးဒီတိုက်ခန်းမှာပဲအိပ်ပျော်သွားကြတာလားလို့မေးလိုက်တယ်။ချင်းဝေကနေမဲအဖွားနဲ့အတူတူမနေချင်ဘူးဆိုလို့အဖွားကိုငါတို့ဘိုးဘွားရိတ်တာမှာပို့ထားခဲ့တာ2နှစ်တောင်မှရှိသွားပြီလေ။ဘာထူးထူးဆန်းဆန်းနေမေးနေတာလဲလို့ပြန်ဖြေလိုက်တယ်။ရီကျင်းဟာမူမမှန်မှုတွေကိုစပြီးတော့ခံစားမိလာတယ်။တောင်ဆောင်မိစ္ဆာတွေကထင်အောင်ထင်မှားကဘာကိုဖန်ဆင်းနိုင်နေဆိုတဲ့စကားသံတွေကနားထဲမှာပဲ့တင်ထက်လာခဲ့တယ်။ဒါကြောင့်အိမ်ရှိတကားကနေဖွင့်ထွက်မယ်အလုံးမှာချင်းဝေမရမကလိုက်ကြတယ်။ရီကျင်းစိတ်ထဲမှာပို့ပြီးတော့မတင်ကားစရာကောင်းလာပြီ။အဖွားနဲ့အခုပဲသွားတွေ့မယ်လို့ပြောလိုက်တယ်။ချင်းဝေကတော့အချို့သက်ပြီးစပွဲမှာပြန်ထိုင်ခိုင်းဖို့စူးစမ်းနေတဲ့အချိန်မှာရီကျင်းဟာသူ့ရဲ့အင်ကြီးအိတ်ကက်ထဲကတစုံတရာကိုစားမိလိုက်တယ်။အဲ့ဒါဟာမီးရှူးတစ်ခုဖြစ်နေပါတယ်။တောထဲကသူမထွက်နိုင်သေးဘူးဆိုတာသိကြသွားပြီးတော့မီးရှူးကိုထုတ်ပြီးပစ်ဖောက်လိုက်တယ်။ချင်းဝေအယောင်ဆောင်ထားတဲ့ကလေးမိစ္ဆာမီးအောင်ကြောင်ထွက်ပြေးသွားရပါတော့တယ်။ဘေးဘီယာတစ်ပင်ဒီပေါ်မှာလဲကလေးမိစ္ဆာကောင်တွေဒူးနဲ့ဒီမြင်လိုက်ရတယ်။ရီကျင်းဟာတေချာကြည့်တဲ့အခါမှာတစ်ပင်တစ်ပင်မှာတွေ့ညိနေတဲ့ချင်းဝေကိုတွားမြင်ရပါတော့တယ်။မီးအောင်နဲ့အကာအကွယ်ပြုရင်းချင်းဝေကိုຫນွယ်တွေကနေမရရအောင်ရီကျင်းဟာဆွဲထုတ်တယ်။ချင်းဝေကတော့နှစ်ယောက်လုံးအိမ်ပြန်နိုင်မှာမဟုတ်လို့မင်းမဲ့ရအောင်ပြန်ငါနေရခဲ့မယ်လို့ပြောနေပေမဲ့ရီကျင်းကတော့လုံးဝအလျှော့မပေးပါဘူး။ချင်းဝေကိုတစ်ပင်ကနေတင်းခွာထုတ်ပြီးတော့လက်ဆွဲပြီးပြေးလာခဲ့ကြတယ်။တနေရာအရောက်မှာတော့ချင်းဝေကိုနောက်ကနေဖမ်းဆွဲခံလိုက်ရတဲ့အတွက်နှစ်ယောက်သားတကွဲတပြားစီလွန်းထွက်သွားကြတယ်။အနီအောင်ကောင်းမလေးကပေါ်ထွက်လာပြီးရီကျင်းကိုလည်းຫນွယ်အထက်ထက်နဲ့ရစ်တိုင်းလိုက်ပါတယ်။ပြီးတော့ကလေးတယောက်ပုံစံမဟုတ်တော့ပဲပို့ပြီးတော့အကောင်ထဲအင်အားကြီးမားလွန်းနဲ့ကြောက်မက်ဖွယ်ရာမိစ္ဆာပုံတရံကြီးနဲ့ရီကျင်းကိုအတင်းဖိညစ်ချုပ်ကင်လာပါတယ်။မျက်စိရှိမှတင်ချင်းဝေကိုလည်းကလေးမိစ္ဆာတွေကဝိညာဉ်နှုတ်ယူဖို့ပြင်နေခဲ့ကြတယ်။ရီကျင်းဟာဒီလိုပုံစံနဲ့အဆုံးသတ်ရမှာကို
လုံးဝလက်မခံနိုင်ခဲ့ဘူးမျက်လုံးထဲမှာလဲချင်းဝေနဲ့သူ့ရဲ့လှပလုံးခဲ့တဲ့အတိတ်ကြည်နူးမှုတွေနဲ့သူတို့ရဲ့အိမ်မက်တွေမျောလင်းချက်တွေကိုပုံဖော်မြင်အောင်လာခဲ့တယ်သူတို့ဟာပျော်ရွှင်တဲ့မိသားစုကိုရဖို့လုံးဝကိုထိုက်တန်တယ်ချင်းဝေကိုသူရအောင်ကယ်ထုတ်မယ်လို့စိတ်ဆုံးဖြတ်လိုက်ပြီးရီချင်းဟာနောက်ဆုံးလက်ကြံခွန်အားနဲ့အိတ်ကက်ထဲကမီရှူကိုရအောင်နှိုက်ထုတ်ပြီးတော့မိစ္ဆာကြီးကိုထိုးချလိုက်ပါတော့တယ်ချင်းဝေကိုငါ့ကိုပြန်ပေးစမ်းလို့អော်လိုက်ရင်ဖောက်လွတ်လိုက်တဲ့အချက်ပြမီရှူဟာကောင်းငင်ရန်ထိလင်းထိန်သွားပြီးအလင်းရောင်ထိတွေ့သွားတဲ့မိစ္ဆာတွေဟာအိုးပလန်တွေအဖြစ်လွင့်ပြန်သွားကြတယ်ရီချင်းကချင်းဝေကိုပွေ့ဖတ်ထားလိုက်ရင်တိတ်မကြခင်မှာပဲမီးရောင်တွေလင်းထိန်လာပြီးကယ်ဆယ်ရေးအဖွဲ့သားများရောက်ရှိလာခဲ့ကြပါတော့တယ်ဝမ်လောင်ခန်းတောတောင်တွေကိုရီချင်းဟာနောက်ဆုံးအနေနဲ့ကြည့်ရှုလိုက်ပြီးချင်းဝေနဲ့အတူအိမ်ပြန်နိုင်ခဲ့ကြပါပြီအိမ်ကိုပြန်ရောက်ကြပြီးတိတ်မကြခင်မှာရီချင်းကလည်းချင်းဝေတို့မြီးဖွားနဲ့စီကားတိုက်ဝန်းနဲ့မိသားစုအိမ်မြုံလေးတစ်ခုတိဆောက်လိုက်ကြတယ်ရခင်ကလိုအတိတ်မှာပိတ်လောင်နေတဲ့ရီချင်းထက်ပိုပြီးတော့တောက်ပလင်းလန့်နေခဲ့ပါတယ်သူတို့ဘဝရဲ့ရောင်စင်တန်းလေးဖြစ်တဲ့ရင်သွေးလေးကိုလည်းရီချင်းကလွယ်ထားနေရပါပြီပျော်ရွှင်ရတဲ့မိသားစုနဲ့ဘဝရဲ့အနှစ်သာရတွေကိုလည်းရီချင်းကကောင်းကောင်းနားလည်ခံစားတတ်နေခဲ့ပါပြီဇလန်းလေးရဲ့အဆုံးသတ်မှာတော့ချင်းဝေရီချင်းနဲ့အဖွားရှုဖန်တို့ဟာပျော်ရွှင်စွာနဲ့ထမင်းလက်ဆောင်စားနေခဲ့ကြတယ်ဒါပေမဲ့အခန်းပြင်ဘက်နံရံပေါ်မှာတော့အိုးဖလန်တကောင်ဟာရစ်ဝဲနေခဲ့ပါတယ်ဒါဖြစ်ရင်တောင်နဲ့မိစ္ဆာအနီရောင်ကလေးမလေးဟာရီချင်းတို့မိသားစုကိုတကယ်ပဲလွတ်မြောက်ခွင့်ပြုလိုက်တာလားဒါမှမဟုတ်ဘာတွေမှားယွင်းနေခဲ့တာလဲရီချင်းနဲ့ချင်းဝေတို့ကဘာတွေဆက်ဖြစ်ကြအောင်မလဲဆိုတာကိုတော့နောက်ဘက်မှာဆက်လက်တင်ဆက်သွားမယ် The Tag Along Number 2 Horror Recap လေးကိုဆက်စောင့်ကြည့်ပေးကြပါအောင်နော်ဒီဘက်အတွက်တော့ဒီမှာရင်ရက်နာပြီးအားလုံးကိုဆွေးနေရနှုတ်ဆက်လိုက်ပါရစေရှင်